ကိုလေးချိန်ပေါင်း900ရှိတဲ့အမျိုးသားကြီးတယောက်အိပ်ပျော်နေပါတယ်။ရုတ်တရက်ဆိုသလိုပဲသူ့ခန္ဓာကိုယ်ရဲ့ကနေရေတွေအများကြီးစီးကျလာပါတယ်။ဒါပေမဲ့သူကတော့လုံးဝမနိုးလာခဲ့ပါဘူး။နောက်တနေ့မနက်သူနိုးလာတဲ့အခါဆန်နီဟာမယုံကြည်နိုင်လောက်အောင်ကိုချောမောခံရတဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။သူဖုံးပြောနေရင်းနဲ့ပြန်တန်းနေတဲ့ချင်းတကောင်ကိုသူ့ရဲ့လက်ပလာတက်တက်နဲ့ဖမ်းမိလိုက်ပါတယ်။သူ့ရဲ့အမြင်အာရုံကဘလောက်ကောင်းလာတယ်လဲဆိုရင်ချင်းရဲ့အတောင်ပံဘောကအမွှေးမြင်တေးသေးလေးတွေကိုတောင်ရှင်းရှင်းလင်းလင်းမြင်နေရပြီးချင်းရဲ့ပြန်တန်းတုံးကသူ့အတွက်တော့ချူသွားနေတယ်လို့နေခွေးနေတောင်ခံစားနေရပါတယ်။နောက်ပိုင်းမှာဆန်နီလန်းလျှောက်ထွက်လာတော့မီတာ800กว่าမှာဓမြတယောက်ကအမျိုးသမီးရဲမေတယောက်ကိုဓာစာခံအဖြစ်ဖမ်းထားတာကိုလက်မြင်လိုက်ရပါတယ်။ဓာစာခံအနေရရှိနေမှန်းသိလိုက်တာနဲ့ဆန်နီကဘေးနားကဝါလုံးတစ်ချောင်းကိုကောက်ယူပြီးပေါ့ပေါ့ပါပါပဲပြစ်လွတ်လိုက်ပါတယ်။မျက်စိတမိတ်အတွင်းမှာပဲလူတိုင်းအံ့ဩမင်းသက်သွားကြပါတယ်။သတင်းထောက်တွေကသူ့စီကိုအလူအယက်ပြေးလာကြပါတယ်။ဒီကယ်တင်မှုကြောင့်စန်နီ TV သတင်းတွေမှာပါလာပြီးဒီချက်ကလူဒူးဆန်းတယောက်ရဲ့အာယုံဆိုင်မှုကိုဖန်ဆားလိုက်မိပါတယ်။အဲ့ဒီလူဒူးဆန်းကသူ့လူတွေနဲ့အတူစန်နီကိုလာရှာပြီးသူ့စွမ်းရည်ရဲ့နောက်ွယ်ကရှိုးဝက်ချက်ကိုမေးမြန်းပါတယ်။ဒါပေမဲ့စန်နီကဘာမှမသိပါဘူး။ဟိုလူကစန်နီတမင်တက်တက်ထင်ချန်ထားတယ်ထင်ပြီးနှစ်ဖက်တိုက်ပွဲစတင်ပါတော့တယ်။စန်နီကအားကုန်ပြန်တိုက်ပေမဲ့နောက်ဆုံးမှာအဖမ်းခံလိုက်ရပါတယ်။ဒါပေမဲ့လူဒူးဆန်းကဓာတ်ထုတ်ပြီးသူ့ကိုချင်းချောက်လိုက်တဲ့အချိန်မှာပဲစန်နီရဲ့မျက်နှာထားကရုတ်တရက်ကြမ်းတမ်းခတ်ထန်သွားပါတယ်။သူ့ခန္ဓာကိုယ်ကတဆက်ဆက်တုန်ခါလာပြီးတကိုယ်လုံးအနီအောင်တောက်တောက်ဖြစ်ပြောင်းလဲသွားပါတယ်။ဒေါသတွေပြင်းနေတဲ့ဆန်နီကရန်သူလက်ထဲကနေရုံထွက်လိုက်ုံတင်မကပဲကျမ်းပြင်ပေါ်ကပြန်ဝဲဓာတ်တွေကိုသူ့စီပါလာအောင်ဆွမ်းအားနဲ့ဆွဲယူလိုက်ပါတယ်။ဆန်နီကဓာတ်တွေကိုရန်သူတွေစီပစ်လွတ်လိုက်တာကြောင့်လူတိုင်းမြေကြီးပေါ်ဝှက်ချလိုက်ရပါတယ်။လူဒူးဆန်းကလည်းပြန်ဝဲဓာတ်တစ်ချောင်းနဲ့ပြန်ပစ်ပြီးတုံ့ပြန်ပါတယ်။ဓာတ်နှစ်ချောင်းထိတ်တိုက်တွေ့ပြီးကန်ထွက်သွားကြပါတယ်။ကိုယ်တောင်တစ်ခုလုံးဗရုတ်ဒုက္ခရောက်ကုန်ပါပြီ။ဓာတ်တွေကနေရာအနှက်ပြန်ဝဲနေပြီးပစ္စည်းကိရိယာတွေကိုရိုက်ခွဲဖျက်ဆီးပစ်ပါတယ်။မကြာခင်မှာပဲအရာအလုံးပြိုကျပျက်စီးသွားပြီးဆန်နီလည်းမြေကြီးပေါ်လဲကျသွားပါတယ်။လူတိုင်းပြန်ပြေးရလာတဲ့အချိန်မှာတော့လူဒူးဆန်းဟာဆန်နီရဲ့ဓာတ်ချက်ထိမှန်ပြီးတေဆုံးနေတာကိုတွေ့ရှိလိုက်ရပါတော့တယ်